Facebook ထဲမှာအချစ်ဦးဆိုတာအချစ်ဆုံးကိုတွေ့ရင်မေ့သွားရောတယ်လားကျွန်တော်တော့ကြောက်ရတယ်ကျွန်တော်နောက်တစ်ခုထပ်ဖက်ကြည့်ဒီတစ်ခွက်ပြီးရင်တော်တော့နော်ဆိုတဲ့စကားသံလေးမကြားရတော့တဲ့နောက်မှာကျွန်တော်ဘယ်နှခွက်တောက်မိမှန်းမသိတော့ပါဘူးဗျာကြောခိုင်းရမှာဆိုလို့စိုက်ကားတော့အတူတူမစီးရဲဘူးမေရဲ့နှစ်ဦးသဘောတူလမ်းခွဲတယ်လို့တော့မပြောပါနဲ့တဲ့ဗျိုင်းတူပြက်တဲ့ဖက်နှက်ဆိုတာဘယ်မှာရှိလို့လဲပြီးတော့နောက်တဲ့မိန်းကလေးတွေရေးထားကြကြလဲဖက်လိုက်ရသေးတယ်ဟဲ့တဲ့ညီနဲ့ငါတဲ့အရက်ပြိုင်တောင်းလာတယ်တောင်းဝင်လေတဲ့ဘာကြီးလဲမငိုကြီးတဲ့နေအဲ့လိုမူးမူးနေလို့ရှိရင်နင်းကောင်လေးကနင်းကိုထားသွားမှာပေါ့တဲ့ငါကောင်လေးငါ့ကိုထားသွားလို့ငါအဲ့လိုမူးမူးနေရတာပါဟာโอเคအဲ့ကဗျာလေးဖတ်တော့ကျွန်တော်တခုတတိသွားရတယ်ကျွန်တော်ဘာသွားသတိရလဲဆိုတော့ကျွန်တော်လည်းအဲ့လိုပဲငငယ်တုန်းကမရေးတဲ့နဲ့မတောက်တစ်ခေါက်ရေးခဲ့တဲ့ကြပြလေးတွေကို